အားလုံးပဲတိတ်မကြခင်မှာ GLPT အောင်စင်းထွက်တော့မယ်ဆိုတော့အောင်ဝိုင်းဘာဆက်လုပ်ရမလဲကြဝိုင်းဘာဆက်လုပ်ရမလဲဆိုတာကိုဆက်ပြပေးမယ်နော်အရင်ဆုံးဆရာကနှစ်ပိုင်းမှာအရင်ကြားတဲ့သူဘက်ကနေပြီးတော့အရင်ဆုံးပြောပေးမယ်နော်ကိုကပေါ့နော်ဒီကြွားတဲ့ level က M5 level ပေါ့နော်ဥပမာ M5 level ဆိုလို့ရှိရင်အဲ့တော့အလုပ်တွေကပေါ့နော်ဒီ M5 level နဲ့ကခေါ်လေးခေါ်တာမရှိဘူးလေနော်အဲ့တော့ M5 level ကြွားပြီဆိုလို့ရှိရင်ကိုက M4 level ကိုဆက်ပြီးတော့ join မှာပြီးပါလို့ရှိရင် M4 level ကိုပြန်ဖြေပါပေါ့အထပ်ဖြေပါပေါ့နော်အဲ့လိုမျိုးပဲအကြံပေးချင်ပါတယ် M4 level ကြားတဲ့သူကတော့ဘာဆက်လုပ်ရမလဲဆိုတော့နောက်ထပ်9လပေါ့နော် M4 level ကနောက်ထပ်9လကိုကိုကထပ်ဆောက်ပြီးတော့ GLPT ကိုဖြေတာမျိုးမလုပ်ဘဲနဲ့ဒီအနီးနားမှာရှိတဲ့ပေါ့နော် GFT A2 ကိုကဝင်ဖြေလိုက်တာမျိုးလို့ပေါ့နော်အဲ့လိုလုပ်ပြီးတော့ဒီတစ်ခုလက်မှတ်ရှိရမယ်ဆိုလို့ရှိရင်ကိုကအလုပ်တွေကို interview အလုပ်တွေမှာကိုက founding လုပ်ရပြီလေနော် interview လျှောက်လို့ရပြီလေနော်အဲ့တော့ M4 ကြားတဲ့သူကတော့ဒီ M4 ဆက်ဖြေတာမျိုးမလုပ်နဲ့ M3 ကိုဆက်ပြီးတော့လေ့လာပြီးတော့အနီးနားမှာရှိတဲ့ GFT ကိုဝင်ဖြေတာမျိုးလုပ်ပါနော်ဒါဆိုရင်ကိုက M3 လေ့လာနေရင်းနဲ့ဒီ interview တွေပါဝင်ချိုင်းလို့ရမယ်ပေါ့နော်ဒါဆိုရင် M4 ကြားတဲ့သူတွေနောက် M3 ကြားတဲ့သူတွေကဘာဆက်လုပ်ရမလဲပေါ့နော် M3 ကြားတဲ့သူတွေကတော့ကျွန်တော်နှစ်ခုရှိတယ်ကွာဆိုတော့ဒီ M2 ကိုဆက်ပြီးတော့လေ့လာပြီးတော့ M2 လေ့လာပြီးတော့မှ M2 ကိုမဖြေဘဲနဲ့ကျွန်တော် M3 ကိုပြန်ဖြေပေါ့နော်ဘာလို့လဲဆိုတော့M2 မှာရှိတဲ့ဒီ Goi grammar ခိုင်ကြီးချတာတွေကလည်းပဲပြောမယ်ဆိုလို့ရှိရင် M3 ကစာတွေနဲ့ပဲပြောမယ်ဆက်ဆက်မှုရှိနေတာဆိုတော့ကျွန်တော် M2 လေ့လာရင်းနဲ့ကျွန်တော် M3 ကိုပါပြန်ဖြေလို့ရတယ်နော်N2 ကြားတဲ့သူတွေကတော့ဘာမှစမလုပ်ပါနဲ့ N2 ပဲပြန်ပြီးတော့လေ့လာပါပေါ့နော်။ဘာလို့ကိုကဒါဒီစာတွေမကြေသေးတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်နော်။ဒါဆိုရင်တော့ကြားတဲ့သူတွေဘာဆက်လုပ်ရမလဲဆိုတာတော့သိပါပြီနော်။ဒါဆိုရင်အောင်သွားတဲ့သူတွေရောဘာဆက်လုပ်ရမလဲပေါ့နော်။အောင်သွားတဲ့သူကကိုယ် level ဒီတစ်ခုမှအောင်သွားပြီဆိုလို့ရှိရင်နောက်ထပ် level တစ်ခုကိုဆက် join တာမျိုးပဲလုပ်ပါ။ပြီးတော့ဒီတစ်ခုသေးနဲ့ကိုယ်သွားမယ်ဆိုလို့ရှိရင်ဒါတော့ဒီတစ်ခုသေးလက်မှတ်ဒီတစ်ခုခုကိုကိုယ်ရအောင်ယူထားမယ်။ပြီးတော့ဒီကိုအောင်သွားတဲ့ level တစ်ခုကထားပါတော့ M4 ဆိုလို့ရှိရင် M4 level ရှိမယ်ဒါမှမဟုတ် GFT A2 ရှိမယ်ပြီးလို့ရှိရင်ကိုကတစ်ခုသေးတစ်ခုရှိထားမယ်ဆိုလို့ရှိရင်နောက် level တစ်ခုလေ့လာနေနဲ့ interview တွေဝင်ချိုင်းလို့ရတယ်နော်အဲဆိုရင်ကြောက်ရတဲ့သူတွေကကြတော့နောက်ထပ် level တစ်ခုဆက်လေ့လာပြီးတော့မှဒီကိုအခုဒီဘယ်လိုပြောမလဲဒီ M4 သမားတွေဆိုလို့ရှိရင်ကြတော့ M4 level မဖြစ်လို့ရှိရင်တော့ကျွန်တော် GFT A2 ပေါ့နော်သူကတော့ဘယ်လိုခေါ်မလဲပတ်စံနည်းနည်းတော့ကုန်တာပေါ့နော်ဒီ somewhere ကြီးကတော့ပုံများတယ်ဆိုပေမဲ့M4 GFT ချက်တော့လွယ်တာပေါ့လေနော်အဲ့တော့အောင်ရတဲ့သူတွေကကြတော့နောက် level တစ်ခုဆက်လေ့လာပြီးတော့ဒီအလုပ်တွေနဲ့ဆိုင်လို့ရမယ် level တွေလက်မှတ်တွေကိုကိုကရအောင်ယူထားပါတော့။ကဲအဲဆိုလို့ရှိရင်တော့အားလုံးပဲရလက်ကောင်တွေပိုင်ဆိုင်နေပါစေနော်။